2024 2025ခုနှစ်ရဲ့ Premier League Champions ဆုကိုစွတ်ကူးသွားခဲ့တဲ့နှင်းတာယုံနဲ့ပဲခူးတင်အားလုံးပဲမင်္ဂလာပါဘောလုံးမဆရာတဆူဖြစ်တဲ့ဘောဆရာကြီး Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လီဗာပူးဟာ Premier League ပွဲစဉ်33ပွဲအပြီးမှာ Tottenham Hotspur ကို9ဂိုးတဂိုးနဲ့ဂိုးပြတ်နိုင်ရယူပြီးအငင်းပွားပွဲမရှိထိုက်တဲ့နံ Premier League Champion ဝင်းနာကြီးဖြစ်သွားခဲ့ပါပြီလီဗာပူးပရိသတ်တွေကလည်းအိမ်ကွင်း Anfield မှာYou will never walk alone တခြင်းကိုတံပြိုင်တီဆိုကဂုံယူစွာနဲ့အပြုံးပီတိဝေဖြာပြီးအောင်ပွဲခံနေကြပါပြီ။တခုရဲ့အကူပြောင်းကာလာရဲ့အစားတန်တရာတွေစိုးရိမ်စိတ်တွေရှိခဲ့ကြတဲ့အချိန်မှာပင်အာနီစလော့ဟာလီဗာပူးကိုပရီးမီးယားလိအောင်ပွဲစီကိုဥဆောင်ခေါ်ယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။လီဗာပူးမျိုးကပရိသတ်တွေအတွက်တော့အခုလိုအောင်ပွဲကိုအန်ဖီကွင်းမှာပြည့်ပြည့်ဝဝပြန်လည်ခံစားခွင့်ရရှိခဲ့ပြီဖြစ်ပြီးလီဗာပူးကစားသမားတွေအတွက်လည်းပရိသတ်တွေရှေ့မှောက်မှာအောင်ပွဲကိုအတူမျှဝေခံစားခဲ့ရတာနဲ့အတူဂုံယူပျော်ရွှင်ပွဲရာအခိုက်အတန့်ကိုဖန်တီးခွင့်ရရှိခဲ့ကြပြီပဲဖြစ်ပါတယ်။ပရီးမီးယားလိပွဲတွေပြီးဆုံးဖို့၄ပွဲအလိုမှာအခုလိုဂိုးပြတ်အနိုင်ရရှိပြီးလီဗာပူးကချန်ပီယံဖြစ်ခဲ့တာပါ။လီဗာပူးဘက်ကလူဝစ်ဒီယက်စ်မတ်အလက်စတာဂက်ဘိုဆာလန်နဲ့စပါဘက်ကဥဒေါ့ဂီကိုတွင်းမှုကြောင့်လီဗာပူးက9ဂိုးရရှိပြီးစပါဘက်ကဆိုလန်ဂီကတဂိုးတွင်းယူနိုင်ခဲ့ပါတယ်။ပွဲမတိုင်ခင်မှာလီဗာပူးနီးပြအာနီစလော့ကကျွန်တော်တို့ဒီပွဲကိုအရှုံးခံလို့မရတဲ့ပွဲဖြစ်တယ်လို့ပြောခဲ့ပါတယ်ဒါအပြင်အနိုင်ရရှိမှုကိုဒါဟာ35နှစ်အတွင်းမှာဒုတိယမြောက်ဖလားရတယ်ဆိုတာကိုမေ့ပြီး9နှစ်အတွင်းမှာဒုတိယကြိမ်ဖလားရတာဖြစ်တယ်လို့ဆိုခဲ့ပါသေးတယ်ဖလားရရှိအပြီးလီဗာပူးကွင်းလယ်ကစားသမားမတ်အလက်စတာကကျွန်တော်ကမ္ဘာဖလားချန်ပီယံဖြစ်ပြီးပရီးမီးယားလိချန်ပီယံဖြစ်ရတာတကယ်ထူးခြားပြီးတကယ်လည်းပျော်ရွှင်ရပါတယ်ပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ရဲ့စွမ်းဆောင်မှုကမလုံလောက်ခဲ့ပေမဲ့ဒီရာသီမှာတော့ကြီးမားတဲ့အပြောင်းအလဲဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်ကျွန်တော်ဒီတင်းမှာတကယ်ပျော်နေပါတယ်လို့ဂုဏ်ယူဝမ်းမြောက်စွာဖြေကြားခဲ့ပါတယ်လီဗာပူးအတင်းကပရီးမီးယားလိဖလားကိုဂျာကန်ဂလော့စ်ကင်တွယ်စဉ်2019-2020ရာသီမှာနောက်ဆုံးရရှိထားခဲ့တာဖြစ်ပါတယ်။အခုလိုပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့အတွက်လီဗာပူးဟာမန်ချက်စတာယူနိုက်တက်အတင်းနဲ့ဒန်တူအင်္ဂလိပ်ဘောလုံးထိပ်တန်းအဆင့်ချန်ပီယံအကြိမ်20ဖြစ်ခဲ့တဲ့အတင်းဖြစ်လာခဲ့ပါတယ်။အာနီစလော့ဟာပရီးမီးယားလိမှာမန်နေဂျာတာဝန်စယူစဉ်ပထမအဦးဆုံးရာသီမှာဖလားရခဲ့တဲ့ပထမအဦးဆုံးဒက်စ်လူမျိုးမန်နေဂျာဖြစ်ပြီးမော်ရင်ဟိုအန်ဆယ်လော်တီပယ်လီဂရီနဲ့ကွန်တီတို့ပြီးရင်ပထမအဦးဆုံးရာသီမှာဖလားရခဲ့တဲ့9ယောက်မြောက်မန်နေဂျာဖြစ်ပါတယ်လီဗာပူးတင်ဟာစုစုပေါင်းရမှတ်82မှတ်ရရှိခဲ့ပြီးအဆင့်2နေရာကအာဆင်နယ်တင်ကတော့စုစုပေါင်းရမှတ်68မှတ်တာရရှိခဲ့တဲ့အတွက်လီဗာပူးတင်ကိုလိုက်မမီတော့ပဲအာဆင်နယ်တို့ဟာ300ဒီဇက်စီတူလွင်ရဲ့ဒုတိယလူအဖြစ်နေတာကျေနပ်ခဲ့ရပါတယ်လီဗာပူးတင်ဟာယခုနှစ်ပရီးမီးယားလိပွဲစဉ်အတွင်းမှာ34ပွဲနိုင်9ပွဲတရေ2ပွဲရှုံးခဲ့ပြီး Nottingham Forest နဲ့ Fulham တို့ကိုကစားပွဲဆက်ပင်ပန်းမှုတွေကြောင့်ရေးနှိမ့်ခဲ့တာပဲဖြစ်ပါတယ်လီဗာပူးတင်သားတွေအနေနဲ့တီယာဒီနီးပြကြီးအာနီစလော့နဲ့အတူပထမအဦးဆုံးလက်တွဲလောက်ကန်ရတယ်ဆိုပေမဲ့နားလည်မှုရရှိခဲ့ပြီးအဆင်ပြေတဲ့ယာတီတစ်ခုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အတင်းရဲ့ညာနောက်ခံသူအကယ်ဒမီထွက်အလက်ဇန်ဒါအာနိုကတော့ယာတီကုန်မှာပဲစပိန်လာလီဂါအတင်းဖြစ်တဲ့တော်ဝင်မက်ဒရစ်စီကိုအလွတ်ပြောင်းရွှေ့သွားခဲ့ပါပြီ။ဒါဟာလီဗာပူးတို့အနေနဲ့စိုးရိမ်စရာတစ်ခုဖြစ်တယ်လို့နီးပြကြီးအာနီစလော့အနေနဲ့အာနိုရဲ့နေရာမှာဘယ်သူ့ကိုစားထိုးနိုင်မလဲဆိုတာကိုစဉ်းစားစရာပဲဖြစ်ပါတယ်။လီဗာပူးတင်ရဲ့တိုက်စစ်မှုဆာလက်ဟာယခုနှစ်ပရီးမီးယားလိရဲ့တွင်းကိုအများဆုံးကစားသမားအဖြစ်ရပ်တည်နေပြီး28ဂိုးထိတွင်းယူထားပါတယ်။ဂိုးဖန်တီးမှုမှာလည်းဆာလက်အနေနဲ့18ကြိမ်တိဖန်တီးပေးခဲ့နိုင်ပြီးတွင်ကိုနဲ့ဂိုးဖန်တီးမှုစုစုပေါင်း46ကြိမ်ဆိုတာပရီးမီးယားလိတိုက်စစ်မှုတရားအနေနဲ့အလွန်ကောင်းမွန်တဲ့ရလဒ်လို့ဆိုရမှာပါ2015မီလာမှာချယ်ဆီဟာလီဗာပူးပေါ်ကျွေးတင်နေခဲ့ပါတယ်အဲအကျွေးကတော့2015မီလာစပယ်ရှယ်ဝမ်နီးပြကြီးဟိုဆေးမော်ရင်ဟိုလက်ထက်မှာချယ်ဆီဟာပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီးစတန်ဖို့ဘရစ်ကွင်းထဲမှာလီဗာပူးတင်ကစားသမားတွေကနေချယ်ဆီတင်ကစားသမားတွေကွင်းထဲဝင်လာကိုဘက်ဆော့ဟော်နာပြုလုပ်ပေးခဲ့တာပါလာမယ့်ပတ်မှာချက်စီတင်ဟာလီဗာပူးတင်ကိုအကျွေးပြန်ဆက်ရင်စတန်ဖို့ဘရစ်ကွင်းထဲမှာဂက်ဆော့ဟော်နာပြုလုပ်ပေးရတော့မှာပါပြောရမယ်ဆိုရင်ဒီလိုပြုလုပ်ပေးတာချန်ပီယံဖြစ်သွားတဲ့အတင်းကိုဂုဏ်ပြုပေးတဲ့အလေးအထားပါပဲထိုက်တဲ့တနန်ချန်ပီယံဖြစ်သွားတဲ့အတင်းကိုဂုဏ်ပြုပေးရတာဖြစ်ပြီးဒီအလေးအထားကပြိုင်ဘက်ကိုလေးစားတဲ့အပြုမှုတစ်ရပ်ပါပဲလီဗာပူးတင်ဟာမန်ချက်စတာယူနိုက်တက်အတင်းနဲ့တန်းတူပရီးမီးယားလိအချိန်20ရရှိခဲ့ပေမဲ့တစ်ဖက်မှာတော့တရက်နီယူနိုက်တက်တို့ဟာပရီးမီးယားလိအဆင့်14နေရာကနေထပ်မကျဖို့ခက်ခဲရုန်းကန်ရင်ဆိုင်ခဲ့ရပြီးတိုက်စစ်မှုဖိုင်လန်ရဲ့ဘိုးကြောင့်ဘုံမှန်အတင်းကိုတည်ရလက်ဖြစ်အဆုံးတက်နိုင်ခဲ့ပြီး၃ပွဲဆက်ရှုံးနိုင်မဲ့အရေးကနေရေကုန်ရေကန်ကျိုးပန်းကယ်တင်နိုင်ခဲ့ပါတယ်။ဘောလုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရောလီဗာပူးအတင်းရဲ့နောက်ရာဒီမှာဘယ်လိုကစားသမားအပြောင်းလဲတွေရှိတင်လဲနီးပြကြီးအာနီစလော့ကရောဘယ်လိုနီးပြအတက်အဆန်းတွေနဲ့အတင်းကိုဘယ်လိုကောင်းမွန်အောင်ဆွမ်းဆိုင်နိုင်အောင်မလဲဆိုတာကိုဝေဖန်တုံးတန်းပြီးသွားကြပါအောင်ဗျ။ကျွန်တော်တို့ဘောဆရာကြီး channel လေးမှာဘောလုံးလောကရဲ့တူတရတတည်အကြောင်းအရာများစွာကိုအမြဲတင်ဆက်ပေးနေတာမို့လို့ကြိုက်နေတိုင်းရင် like and subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ဗျ။